Hello အားလုံးမင်္ဂလာပါလို့နော်ဆရာတော်အင်္ဂါဝိဇာနဲ့ဒိုင်တာစင်ပတင်ဆရာထက်အောင်စီမံဖြစ်ပါတယ်ဆရာဒီနေ့ပေါ့နော်ပညာကံလေးပေါ့နော်ပညာကံလေးရှင်းပြမယ်ဆိုတော့ဒီဆရာရဲ့ဒီတင်တန်းမှာလဲပေါ့နော်မေးကြရတယ်ပေါ့မေးကြတယ်ဒါပြီးတော့တချို့အပိုင်းလေးတွေဆိုလို့ရှိရင်လဲသူတို့ကနားမလဲတာလဲဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်ဂဂနနသိကျင်တာလဲဖြစ်ကောင်းဖြစ်မယ်ဘာကြောင့်ဆရာကတာစီပင်းရသူတဲ့ဆောင်ထကောင်းကြရန်တို့အမြင့်ညွတ်မတွန့်စေရတို့တတိစတုနေချမ်းပြုလို့ဆိုရင်လည်းပတ်သက်ပြီးတော့မှဆရာရှင်းပြခဲ့တဲ့ဗီဒီယိုဖိုင်တွေတော်တော်များပါတယ်ဒါပေမဲ့အခုလိုပေါ့နော်ထပ်ပြီးတော့ပေါ့နော်နားမလဲလို့မို့ဒါထားပါတော့ဥမာကနန်းနဝင်းပေါ့နော်ဆရာတို့နဝင်းမှာဆိုလို့ရှိရင်လည်းအတွင်းနဝင်းရှိတယ်အပြင်နဝင်းရှိတယ်တတိနဝင်းရှိတယ်ဓာတ်နဝင်းရှိတယ်ပေါ့နော်အဲ့ဒါတွေကနေပြီးတော့သူကဒီအခုရှင်းပြမယ်နဝင်းကိုကျတော့သူကအမှန်ကကျတော့သူကပေါ့နော်ကနန်းပေါင်းချင်းဒီဟာကိုးမရပဲねပေါ့နော်ကိုးမရပဲねဘာဖြစ်လို့နဝင်းဖြစ်ရတာလဲအဲ့ဒါလေးကိုဆရာနဲ့တခြားလေးရှင်းပြမယ်ဒါဆရာတို့ဒီနှစ်တိုင်ကိုရှင်းပြလို့ရှင်ပေါ့နော်ကျန်တာတွေအကုန်လုံးနားလဲမယ်လို့ထင်တယ်ဆရာတို့ဒီမှာကတခြားလေးရှင်းပြမယ်နော်တနင်္ဂနွေတိုင်းဥပမာပဲတနင်္ဂနွေတိုင်းဥပမာကကျတော့ဆရာတို့ဒီမှာကကျတော့ဆရာတို့ပင်းပေါ့နော်ဒီမှာကရပေါ့နော်ပင်းရဆိုဒီမှာတနင်္ဂနွေတိုင်းမှာဒီပြစပွတ်တိုင်ထိတ်က9ကနန်းပေါ့နော်9ကနန်းနဲ့ဒီမှာကဒီတနင်္ဂနွေရဲ့အောက်ပေါ့နော်တနင်္ဂနွေအောက်ဆိုတော့ဟောပေါ့တနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဟူဆိုတာစတုပေါ့စတုကြတာပေါ့နော်စတုကြတာပေါ့အဲ့တော့အတူကောက်ပဲရေးမယ်နော်စတုဒီမှာကျတော့ပြင်စပေါ့ပေါ့နော်ပြင်စပေါ့ကြတာပေါ့ပြင်စပေါ့အဲ့တော့စတုရဲ့ပြင်စပေါ့ပေါ့ပေါင်းချင်းတော့ဒီမှာကကျတော့ဒီတနင်္ဂနွေတိုင်းမှာကျတော့ပင်းရကျိုးချိုးလိုက်တဲ့တပြိုင်နဲ့9ကနန်းနဲ့4ကနန်းကိုပြည့်မြင်ပြီးတော့မှ9 4ပေါင်းချင်း9မှု9နဝင်းပဲလို့ပြည့်မြင်လိုက်တာဒီဥစ္စာဒီဆရာတို့ပြောမှဆိုလို့ရှိရင်ဒီဥစ္စာဒီပင်းရကျိုးပေါ့နော်9 4ပေါင်းချင်း9ဆိုတာကိုပြည့်မြင်ပြီးတော့မှဒီမှာဆရာတို့ထပ်ပြီးတော့နှိုင်းရှင်ပြမယ်ဒီမှာကကျတော့ဆရာတို့ဒီမှာပြင်စပေါ့နဲ့ဒီမှာဆိုလို့ရှိရင်လည်းစတုပဲเนาะစတုပဲစတုဆိုတာတော့ဆရာတို့အတူကောပေါ့စတုထပြောတာပါ၄ခုမြောက်ပေါ့ဥပမာတနင်္လာအင်္ဂါဗုဒ္ဓဟူးကြာသပတေးပေါ့เนาะ၄ခုမြောက်ပေါ့ဒီမှာကျတော့9 4ပေါင်းချင်း9ရဲ့4ရဲ့ပေါင်းချင်း9ဖြစ်ပြီးတော့မှဒီမှာကျတော့6နဲ့9နဲ့ဖြစ်နေပြီးတော့မှဘာကြောင့်မို့နှဝင်းခေါ်တာလဲဆိုတော့ပေါ့နော်ဒါဟိုဒိတ်အကြောင်းနဲ့ပတ်သက်ပြီးတော့ဆရာတို့တာတီပင်းရဂျိုးနဲ့ပတ်သက်ပြီးတော့တာတီပင်းရဒုရစဆောင်ထအကောင်းကျွေရန်ဆိုတာရှင်းပြထားရှိတယ်ဒါညတော့လေသူတို့ကဒီမှာကျတော့ဒီမှာကတာတီဂျိုးပင်းရဂျိုးချိုးတယ်ဒီမှာလဲဒီဘုပင်းရဆိုရင်လည်းဒီဥစ္စာဒီဆရာတို့ဒီလင်္ကာဒီအင်္ဂါဝိဇ္ဇာအချိန်တိုင်း၈တိုင်လုံးရဲ့သူကကျတော့ဘယ်အရာကိုနေနော်ဒါအင်္ဂါဝိဇ္ဇာဒါဆရာတော်ခင်ကြီးပြောကဒီဥပမာပေါ့နော်တနင်္ဂနွေဒိုင်ရဲ့ဥပမာကိုပဲချပြသွားတာဖြစ်ပါတယ်ပြောချင်တာကဒီမှာ6နဲ့9နဲ့ပေါင်းချင်းဒီ7ဖြစ်တယ်ဒီမှာ9နဲ့4နဲ့ပေါင်းချင်းဒီ9ဖြစ်တယ်ဒါကိုမျက်စိလဲကောင်းလဲနိုင်ပါတယ်ဒါရင်ကြောက်တော့လေတနင်္လာတိုင်းမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးပင်းရဒါကိုပင်းရကျိုးချိုးတယ်ဒါကိုပင်းရကျိုးချိုးတယ်ခေါ်ပါတယ်ဒီကနန်းပေါင်းချင်းဒီ7ဖြစ်တာမှန်တယ်ဒါပေမဲ့ညတော့လေနဝင်းဖြစ်ရအကြောင်းဒီဒါဒီပညာနဝင်းဖြစ်ပါတယ်ပညာနဝင်းဒီတနင်္လာကနေပြီးရေးတွက်မယ်ဆိုရင်တနင်္လာအင်္ဂါဗုဒ္ဓဟူးကြာသပတေး၄ခွင်မြောက်ပါနော်၄ခွင်မြောက်ပါအဲ့တော့ကြာသပတေးပြီးလို့ရှိရင်ဘာလာမလဲတောက်ချာနော်တနင်္လာအင်္ဂါနော်ဗုဒ္ဓဟူးကြာသပတေးတောက်ချာနော်ဒါပြီးရင်၄ခွင်မြောက်ပြီးရင်ဒါ၅ခွင်မြောက်ပေါ့နော်ပြင်စပေါ့ပေါ့ဒါပြင်စပေါ့ပါပဲသူကနော်အဲ့တော့ပြင်စပေါ့ဒီမှာလဲ9ပါပဲဒီလိုပြန်ရေးကြည့်မှဆိုရင်တနင်္လာအင်္ဂါတနင်္လာအင်္ဂါဗုဒ္ဓဟူးကြာသပတေးနော်အဲ့တော့နည်းနည်းလေးလဲခြင်းလဲမယ်ကြာသပတေးဒီမှာတောက်ကြ
ဒါပေမဲ့ဒီရက်နဲ့ရေတွက်လိုက်မယ်ဆိုရင်1 2 3 4နောက်ထပ်9နဲ့ထပ်ပေါင်းမယ်9 5ပေါင်းချင်းဒီသူကကြတော့စတုနဲ့ပြင်စပေါ့စတုကလည်း4ပြင်စပေါ့က9 4နဲ့5နဲ့ပေါင်းရင်9ဖြစ်တာပါပဲဒါဒီလိုမျိုးလေထွက်သွားမှာဆိုလို့မို့ဒါကိုကျတော့ဆရာတို့ဒီကနန်းလေးကိုဒီကနန်းလေးပေါင်းပြီးတော့မှဒီပြညတ်ဒီကနန်းနဝင်းတင်ချနဝင်းကိုကြည့်ပြီးတော့မှဒီမှာကျတော့နဝင်းကိုကနန်းကိုမဟုတ်လို့မို့ကိုကနန်းမကြလို့နဝင်းမဟုတ်ပါဘူးကွာလို့သတ်မှတ်လို့မရပါဘူးเนาะဒါဆိုအဲကြောင့်မို့ဒါကိုပြညတ်နဝင်းဒန်နဝင်းပညာနဝင်းဒါကိုကျတော့ဆရာတို့ပညာနဝင်းလို့ခေါ်ပါတယ်ဒါလေးကိုရှင်းပြပေးတာဖြစ်ပါတယ်ဆရာတို့ဗီဒီယိုဖိုင်ပေါ့နော်နောက်ထပ်ဆက်ကလေးလာပါဦးမယ်ဗီဒီယိုဖိုင်6မိနစ်ပြီးတော့မှာပေါ့နော်